ဘာဘောကယုံနိုင်စရာမရှိအောင်ထူးဆန်းတဲ့နေရာများကဘာကြီးဟာကျွန်တော်တို့ထင်ထားတာထက်ပိုပြီးစမ်းကြယ်ပါတယ်တချို့နေရာတွေဆိုရင်တခြားဂျိုးတစ်ခုကိုရောက်သွားတယ်လို့မျိုးထူးဆန်းနေတတ်ပါတယ်တဘာဝတရားရဲ့နားမလည်နိုင်တဲ့နေရာ၃ခုကိုကြည့်လိုက်ရအောင်သွေးရည်တစ်ခွန်းပထမဆုံးတစ်ခုကတော့အန္တာတကားတိုက်ကသွေးရည်တစ်ခွန်းပါရေခဲပီနီးကြားတွေကနေသွေးတွေလိုရဲရဲနီနီရဲ့ရေတွေစီးကြနေတာပါကြည်ရတာထိတ်လန့်စရာကောင်းပြီမဲ့တကယ်တော့ဒါဟာတန်တကြွယ်ဝတဲ့ရေငန်းတွေလေထုနဲ့ထိတွေ့ပြီးတန်ချေးတက်သလိုအယောင်ပြောင်းသွားတာဖြစ်ပါတယ်အပူချိန်100ဒီဂရီရှိတဲ့မြစ်ဒုတိယတစ်ခုကတော့အမေဇုန်တောနက်ထဲမှာရှိတဲ့ပွက်ပွက်ဆူနေတဲ့မြစ်ပါဒီမြစ်ထဲကရေတွေဟာအမြဲတမ်းပွက်ပွက်ဆူနေပြီးအပူချိန်ဟာ90ဒီဂရီကနေ100ဒီဂရီစင်တီဂရိအထိရှိပါတယ်အနီးအနားမှာမီးတောင်မရှိဘဲနဲ့ဘာကြောင့်ဒီလောက်ပူနေရတယ်လဲဆိုတာကိုအခုထိအတိအကျအပြေမထုတ်နိုင်သေးပါဘူးကြောက်ဖြစ်သွားတဲ့ရေကန်နောက်ဆုံးတစ်ခုကတော့တန်ဇာနီးယားကနေထရွန်ရေကန်ပါဒီရေကန်ရဲ့ရေဟာ alkaline pH အရန်များလုံးလို့ရေထဲကျသွားတဲ့သတိဆန်လေးတွေဟာချက်ချင်းစော်သလိုကြောက်ရွံ့တီအဖြစ်ပြောင်းလဲသွားတတ်ပါတယ်ကြည်ရတာတကဘာလုံးကြောက်ဖြစ်သွားတဲ့ရုပ်ရှင်ထဲကအတိုင်းပါပဲဒီနေရာတွေထဲကသင်ဘယ်နေရာကိုအတွားချင်းဆုံးလဲဒါမှမဟုတ်တခြားထူးဆန်းတဲ့နေရာတွေတီးသေးတယ်ကွန်မန့်မှာဖြာဝေပေးခဲ့ပါဦး